အားလုံးပဲမင်္ဂလာပါရှင်ထိုင်ရှော်ရဲမာယာနဲ့ကြိုဆိုလိုက်ပါတယ်ဒီနေ့မိသားစုအခေါ်အဝေါ်တွေကိုအတန်ဖိုင်နဲ့ရှင်းပြပေးမှာဖြစ်ပါတယ်ရှင်ผู้ปกครองဆိုတာအုတ်ထိန်တူမိဘเนาะ พ่อအဖေแม่အမေตาဆိုတာထိုင်းနေရကြတော့အဖိုးဖွားကိုကြတော့သူတို့ခွဲပြီးတော့ခေါ်တာပါเนาะตาကြတော့အမေဘက်ကအဖိုးยายအမေဘက်ကအဖွာပူကကြတော့အဖေဘက်ကအဖိုးย่าအဖေဘက်ကအဖွာลูกสาวตะมีลูกชายตาพี่สาวအမน้องสาวညီမလေးพี่ชายအကိုน้องชายမောင်လေးเด็กခလေးလေးကိုပြောတာနော်เด็กအဲ့လိုမျိုးခလေးလေးလို့ပြောပါတယ်ရှင်ป้าအဒေါ်ลุงဦးလေးคู่ส่งด้วยลูกสะใภ้ช่วยมาน้องสะใภ้แคมาพี่สะใภ้ဆိုရာမာကြီးဟုတ်ကဲ့ဗီဒီယိုလေးကြိုက်လို့ရှိရင် like and share comment လေးလုပ်ပေးပါဦးရှင်နောက်ထပ်ပါသိချင်တာရှိရင်မေးလို့ရတယ်နော်